GD Social Study မှာ historical document တွေကိုဖတ်ရတာကြောက်နေရလားဆိုတော့မကြောက်ပါနဲ့ဒီနေ့မှာ historical document တွေကိုဘယ်လိုမျိုးဖတ်ရမလဲဆိုတာကိုရှင်းပြပေးတော့ပါမယ်ဆိုတော့ historical document တွေဆိုတာဘာကိုပြောရလဲ historical document တွေဆိုတာကအတိတ်မှာရေးခဲ့တဲ့ပေါ်ထွက်ခဲ့တဲ့စာရွက်စာတမ်းတွေကိုပြောတာပါဥပမာ Declaration of Independence Constitution like President's speech letters law စသဖြင့်အဲ့ဒါအားလုံးကပါဝင်ပါတယ်GD exam မှာဒီ document တွေကိုပေးပြီးသူတို့ရဲ့အသေးပဲကဘာလဲဘာလို့ဆိုလို့လဲဆိုတာကိုမေးတတ်ပါတယ်ဆိုတော့ GD က history memorize လုပ်ခိုင်းတာမဟုတ်ပါဘူး document ကိုနားလည်နိုင်မလားဆိုတာကိုစမ်းသပ်တာပါအဲ့ဒါကြောင့်မို့လို့ memorize မလုပ်ပါနဲ့အရင်ဆုံးနားလည်အောင်လုပ်ပါဆိုတော့ social study မှာ historical document တွေကိုဘယ်လို analyze လုပ်ကြမလဲပထမဆုံးအချက်အနေနဲ့ author ကိုရှာပါမယ်ဘယ်သူကရေးရလဲ president လားဒါမှမဟုတ် government လားဆိုတာကိုကျွန်တော်တို့သိရပါမယ်ဒုတိယအချက်အနေနဲ့ purpose ကိုရှာပါမယ်ဒီ document ကဘာကြောင့်ရေးရလဲ explain လုပ်တာလား persuade လုပ်တာလားဆိုတာကိုကျွန်တော်အနေနဲ့သိရပါမယ်တတိယတစ်ချက်အနေနဲ့ main idea ကိုရှာပါမယ်ဒီ document ကကျွန်တော်တို့ပေးချင်တဲ့ main message ကဘာလဲဆိုတာကိုကျွန်တော်တို့သိအောင်လုပ်ရပါမယ် social study မှာများသောအားဖြင့်တွေ့ရတတ်တဲ့ historical document တွေကတော့စသဖြင့်အဲ့လိုမျိုး document တွေအများသောအားဖြင့်တွေ့ရတတ်ပါတယ်